အားကြီးခီးသွားနေသည်ပေါ့ဒုတိယပိုင်းဆက်ပြီးအားပေးပါအောင်နော်ဒုတိယပိုင်းမှာ breakfast ကို16လမ်းမှာရှိတဲ့ရီးရှေ့ဆန်သွားပါတယ်81 82ကြာအောင်ရှိပါတယ်ဗျာတို့ကတော့ရှေ့ဆန်ပြရီးရှေ့သုံးဝဲလားပဲပင်မောက်နန်းနန်းကိုပြပုံမှန်တိုင်းလေးစားပုံမှန်ပဲတစ်ခါလဲတည်ပြရမှာဟုတ်ဝတ်စုံလေးကြည့်ပဲလားတက်သားပါသေးလားဝတ်ပဲဘာဘူးဝတ်စုံသုံးဝဲအရင်ဒီထည့်အောင်မလားကျွန်တော်မထည့်ဘူးဟုတ်ခါလဲတည်လိုက်တော့ဟုတ်တော့ဝတ်သားစုံသုံးရတယ်ဒီနိုင်ကျော်နိုင်ရိုးကျော်ရတယ်ဟာစားခြင်းလေးကောင်ကတုတ်လဲရတယ်ချင်းနဲ့တူလဲရတယ်နိုင်ရိုးကျော်ရဲ့နိုင်ကျော်နှစ်မျိုးရောလို့ရတယ်ပြီးတော့ဝတ်သားစုံသုံးလဲရတယ်ဟုတ်ပြီမလို့အစုံနှစ်ခုရောဟုတ်ဟိုနိုင်ရိုးနဲ့နှစ်ခုရောမှာဟုတ်အားလေးလုပ်ပြီနော်ဘုန်းနဲ့ရိုးရောနော်ဒီဇိုင်းရဲ့ထူးခြားချက်ကတော့အဲ့လိုမျိုးထိုင်ကုန်ပူလေးတွေပလတ်စတစ်ထိုင်ကုန်လေးတွေတန်ကုန်လေးတွေနဲ့ထိုင်သားရတာဖြစ်ပါတယ်အခုဒါအကုန်လုံးမိရှိပြီပဲနော်ဟုတ်တယ်ဒါပါလေဒီရလေးကကျော်ဝတ်သားဝဲနိုင်ယူနေနေပါတယ်ဝတ်သားဆဲပါမယ်ဟာမနော်ကလေးလေးစားတယ်။ညောင်းတော့မေး။ငါမင်းလေးအေး။ဒီတော့ဘောနော်။အများကြီးရလား။တန်းကျင်။စားတယ်ကလေးတော့စားတယ်ဘာလို့လူကြီးစားတာလိုက်စားခြင်းနေရတယ်သူကဘယ်လောက်လဲ6500ပဲတော့6500လားဟုတ်ကဲ့ဘောက2000နဲ့3000နှစ်ပွဲဟိုတော့ပွဲဆိုဒီချက်ကဲစားလို့ပြီးပြီဆိုတော့ဖျားဖူးရန်မန္တလေးဖျားကြီးတို့တောင်းပါမည်အစီတိုင်းနဲ့မကပတ်ကဖျားကြီးမှာငလင်ကြောက်ပစ္စည်းသွားတာတွေကိုပြန်လည်မုံမှန်နေသေးပေါ့နော်ဒီပတ်လိုက်မလားခုသေးတယ်ဟုတ်ခုတော့မလားခုလည်းရောက်တော့ဘူးမှလည်းတက်လိုက်ပြေပြောမန္တလေးဖျားကြီးကိုဘူးမြော်လို့ရအောင်အာကြီးကိုယ်တိုင်ရိုက်ကူးပေးတတ်ပါတယ်ဗျာဖျားပြုတ်ပြင်ရနော်ပြုတ်ပြင်မုံမှန်ဟုတ်တယ်ငလင်ကြောင်းဟုတ်လားမတစီဒီလေးတွေတော့မှာဒါပဲပေါ့ဒါဖူးပြီးပြန်အောင်ပဲပေါ့အားကြောင့် तू ကနတ်တဖြူဖျားလို့ဘာလို့မှဆိုဓမ္မထက်ရိုက်ကြဖြစ်မသိလားမဟာဗောဓိပင်ကိုလည်းမြင်တွေ့နိုင်ပါတယ်ဗျာဒီသွားရာသီဖြစ်တဲ့လျောက်ဖျားဘူးတော်တော်များများလာရောက်ဖူးမြော်ကြပါတယ်ဗျာကဲတတိယပိုင်းမှာတော့တော်နမင်အင်းကိုဖျက်ပြီးတော့ဥပိန်တရားရှိသွားမှာဖြစ်ပါတယ်ရန်ကုန်နဲ့တော့ပတ်တဲ့ပတ်နာလှတယ်လေအဲ့နာရိုက်မယ်လေကဲတော့တဲ့လမ်းတစ်လျှောက်မှာဆိုရင်တော့ဘာကြီးအကြောင်းငါကန်နယုံကြောင်းနဲ့ကွမ်ရင်စီတရုတ်ပုံကြောင်းတို့ကိုတွားရောက်ပြီးခြေဆန့်မှာဖြစ်ပါတယ်ကြည့်ရှုပေးကြပါအောင်ဗျာ